Nasopharyngeal cancer ဟာအချိန်မီသိရှိပြီးတော့မှတင့်တော်တဲ့ကုသမှုခံယူရဆိုလို့ရှိရင်ထိရောက်စွာကုသနိုင်တဲ့ကင်ဆာမျိုးစားဖြစ်တယ်။ဒီမှာကဒေါက်တာအီပါနှာခေါင်းလည်ချောင်းထုကုဆရာဝန်တယောက်ပါရှင်။ဒီနေ့မှာတော့ဒီ Nasopharyngeal cancer လို့ခေါ်တဲ့နှာခေါင်းနောက်မှာဖြစ်တဲ့ကင်ဆာရဲ့ကုသနည်းနဲ့ပတ်သက်ပြီးတော့အများကြီးညွှန်ပေးသွားမှာဖြစ်ပါတယ်။ဒီ Nasopharyngeal cancer ရဲ့ဒီယောဂလက္ခဏာတွေနဲ့ပတ်သက်ပြီးတော့ရှေ့ဗီဒီယိုမှာလည်းပြောပြဖြစ်တဲ့ကြောင့်မို့လို့ရှေ့ကဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုရင်လည်းကြည့်ပေးဖို့အတွက်အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ရှင်။ဒီဗီဒီယိုလေးထဲမှာတော့ဒီ Nasopharyngeal cancer ယောဂမကုသခင်မှာဘာတွေကိုစစ်ဆေးရမလဲ။ကုသနည်းလမ်းတွေကိုဘယ်လိုရွေးချယ်ရမလဲ။ကုသနည်းတစ်ခုချင်းစီရဲ့ကောင်းကျိုးဆိုးကျိုးတွေကဘာတွေရှိမလဲ။စတဲ့အကြောင်းအရာတွေအပြင်ဒီယောဂမဖြစ်အောင်ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ညှော်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကုသနိုင်ပါတယ်ဒီယောဂကစောစစ်စီးကုသလေးရလက်ကတော့ပိုကောင်းလေးဖြစ်တယ်ဒီကုသနည်းတွေအနေနဲ့ဆိုရင်တော့ယောဂအဆင့်သတ်မှတ်ချက်ရဲ့ဒီလူနာရဲ့အသက်အရွယ်လူနာရဲ့အခြေခံကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီးတော့မှကုသနည်းတွေကိုပြောင်းလဲသွားမှာဖြစ်ပါတယ်Nasopharyngeal cancer လို့သိလာတဲ့အချိန်ဒီမှာပထမအဦးဆုံးအနေနဲ့ဘယ်လောက်ထိပြန့်နှံ့နေပြီလဲဆိုတာကိုသိရှိအောင်အတွက် CT scan လို့ခေါ်တဲ့ကွန်ပျူတာဓာတ်မှန်ရိုက်တာတွေကိုပြုလုပ်ရမယ်ဒီလိုကွန်ပျူတာဓာတ်မှန်ရိုက်တဲ့အခါမှာဆိုရင်ဒီနှာခေါင်းနောက်ကင်ဆာအကျိတ်ကဘယ်လောက်အရွယ်စားအထိကိုပြန့်နှံ့နေပြီလဲဒါအပြင်ဒီ scar base လို့ခေါ်တဲ့အုံနောက်အောက်ခြေနေရာတွေကိုပြန့်နှံ့နေပြီလားသူ့ရဲ့ဘေးပတ်လည်ကနေရာတွေကိုပြန့်နှံ့နေလားအစအရာတွေကိုသိရမယ်ဒါအပြင်ဒီ lymph node metastasis လို့ခေါ်တဲ့ဒီအကျိတ်တွေအထိကိုပြန့်နှံ့နေရမျိုးရှိမရှိစတာတွေကိုလည်းသိရမှာဖြစ်တယ်ဒါအပြင်ဒီ distant metastasis ပေါ့နော်ဒီနှာခေါင်းနောက်ကင်ဆာကများသောအားဖြင့်အသေးအဆုပ်အယိုးနဲ့အုံနောက်တွေစီကိုပြန့်နှံ့တာများတယ်ဒါကြောင့်မလို့လိုအပ်တဲ့ဥပမာဆိုရင် bite ကို ultrasound ရိုက်တာတွေလုပ်ရမယ်ဒီအဆုပ်တက်မှန်ရိုက်တာတွေစောသွေးစစ်ဆေးမှုတွေကိုပြုလုပ်ရမှာဖြစ်တယ်အဓိကကျတဲ့ကုသခြင်းကတော့ IMRT လို့ခေါ်တဲ့ဒီ Intensity Modulated Radiotherapy ဖြစ်ပါတယ်ဒီ Nasopharyngeal cancer ရဲ့အားသာချက်ကတော့ radio sensitive ဖြစ်တယ်ဒီကြောင့်မလို့ဒီ early stage မှာဆိုလို့ရှိရင်tumor control rate က92 to 97% အထိရှိတာကြောင့်မို့လို့ဒီစောကုသမယ်ဆိုလို့ရှိရင်ဓာတ်ရောင်ခြည်ကုထုံနဲ့သက်သာပြောက်ကင်းဖို့အတွက် chance ကတော့ဒီအခွင့်အရေးကတော့များပါတယ်နောက်တစ်ခုကတော့ combined chemoradiotherapy ပေါ့နော်ဒီဓာတ်ရောင်ခြည်ကုသတာနဲ့ကင်ဆာဆေးသွင်းတာကိုအတူတွဲပြီးတော့လုပ်တာဖြစ်တယ်သူရဲ့ရည်ရွယ်ချက်ကတော့ဒီကင်ဆာဆဲတွေကိုထိန်းချုပ်နိုင်ဖို့နဲ့ပြန်ဖြစ်တာကိုရှော့ချဖို့အတွက်ပဲဖြစ်တယ်ယောဂသက်သာနိုင်ခြေကို5-year survival rate လို့ခေါ်တဲ့ဒီယောဂစဖြစ်တဲ့အချိန်ကနေစပြီးတော့နောက်5နှစ်အထိအသက်ရှင်နိုင်ခြေပမာဏနဲ့တိုင်းနေပေါ့နော်ဒီမှာဆိုလို့ရှိရင် stage 1မှာယောဂကိုစောစီးစွာတွေ့ရှိပြီးတော့မှတင့်တော်တဲ့ကုသမှုခံယူမယ်ဆိုရင်လူနာ100မှာ90ကနေ95%ခန့်ကကုသမှုပြီးတော့5နှစ်အထိအသက်ရှင်နိုင်ခြေရှိတယ်Stage 2မှာဆိုရင်တော့80ကနေ90%နဲ့ Stage 3မှာဆိုလို့ရှိရင်80ကနေ85%ထိကနောက်ထပ်5နှစ်ထိအသက်ရှင်ရည်တည်နိုင်ခြေရှိပါတယ်။ယောဂအဆင့်မြင့်လာလေရှင်သန်နှုန်းကတော့ရောကျလာမှာဖြစ်ပါတယ်။ဒီနေရာမှာပြောချင်တာက5-year survival rate ဆိုတာကတိုင်းတာတဲ့အညွှန်းကိန်းတစ်ခုပဲဖြစ်တယ်။နောက်ထပ်5နှစ်ထိပဲအသက်ရှင်မှာကိုပြောတာမဟုတ်ဘူး။လူနာအများစုကတော့5နှစ်ထက်ကျော်ပြီးတော့မှအများကြီးအသက်ရှင်နိုင်တာကိုတွေ့ရတယ်။ချို့ဆိုလို့ရှိရင်အချိန်ကြာကြီးပဲအသက်ရှင်ရည်တည်တာကိုလည်းတွေ့ရပါတယ်။ဆိုရင်ဓာတ်ရောင်ခြည်ကုသခြင်းနဲ့ကင်ဆာဆေးသွင်းကုသခြင်းတွေရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကဘာတွေဖြစ်နိုင်လဲကုသမှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေမှာ early complications ကုသမှုစတင်ချိန်အစောပိုင်းကာလတွေမှာဖြစ်တတ်တဲ့နောက်ဆက်တွဲဆိုးကျိုးနဲ့ long term complication နောက်ပိုင်းမှာဖြစ်လာတဲ့ရေရှည်ဖြစ်တဲ့နောက်ဆက်တွဲဆိုးကျိုးဆိုပြီးတော့ခွဲခြားနိုင်ပါတယ်ဓာတ်ရောင်ခြည်ကုသမှုအစပိုင်းမှာလူနာအများစုဟာရောင်ခြည်ကုသမှုကိုထိတွေ့ရတဲ့ဒီမျက်နှာနဲ့လက်သင်းကအရည်ပြားတွေမှာหนีရဲတာအယောင်ပြောင်းတာအရည်ပြား၆တွေ့ရလို့ခံစားရတာစတာတွေကိုခံစားရတတ်တယ်ဒါအပြင်မြူကိုဆာအမေးပါးတွေရောင်ရမ်းခြင်းကြောင့်ခတွင်အာကောင်နဲ့လေချောင်းတစ်လျှောက်မှာနာကျင်တာမျိုးကိုလည်းခံစားရတတ်ပါတယ်ဒါအပြင်နှုံးတာအရသာပြောင်းတာအနံ့ပြောင်းတာတွေကိုလည်းခံစားရတတ်ပါတယ်ရေရှည်ဖြစ်တဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့အာကောင်လျှောက်တာအစာမြူရခတ်တာအကြားအယုံထိခိုက်တာနဲ့ဟော်မုန်းပြောင်းလဲတွေဥပမာတားတဲ့ဟော်မုန်းချို့တဲ့တာမျိုးတွေလည်းကြုံရတတ်ပါတယ်ကင်ဆာဆေးသွင်းကုသမှုမှာတော့ကုသမှုခံယူနေစဉ်နဲ့အစပိုင်းတွေမှာဆိုရင်ပြို့အန်တာမအီမတာဖြစ်တာတွေကိုကြုံရတတ်တယ်။ဒါကတော့ဒီလိုအပ်တဲ့ဆေးဝါးတွေပေးမယ်ဥပမာအန်သက်သာတဲ့ဆေးတွေကိုပေးမှဖြစ်တဲ့ကြောင့်မလို့တိတ်တော့စိတ်မပူစေချင်ပါဘူး။
နှုံးနာတွေသပင်ကျွတ်တာလေးရောရှိတတ်တယ်ရေရှည်အနေနဲ့ဆိုလို့ရှိရင်တော့ခြေလက်ထုံကျင်တာနားဥတာစတဲ့လက္ခဏာတွေကိုခံစားရတတ်တယ်ဒီထအပြင်ဒီကင်ဆာဆေးသွင်းကုသမယ်ဆိုရင်ဒီအသေးမကောင်းတဲ့သူတွေကြောက်ကပ်မကောင်းတဲ့လူတွေမှာဆိုရင်တော့ဒီသတိထားပြီးတော့ကုသရမှာဖြစ်ပါတယ်ဆိုရင် nasopharyngeal cancer ရောဂါမဖြစ်အောင်ဘယ်လိုပြုမှုနေထိုင်ရမှာလဲဒီယောဂမဖြစ်အောင်တရားရဂိုင်းနှုတ်ကကွယ်နိုင်တဲ့နည်းလမ်းတော့မရှိသေးပါဘူး။ဒါပေမဲ့ယောဂဖြစ်ပွားခြင်းကိုရှော့ချနိုင်တဲ့အလေးကျင့်တွေတော့ရှိပါတယ်။ဒါကတော့ဆေးလက်အရက်အလွန်ကျွံတောက်တာကိုရှောင်ရမယ်။စားစိမ်ထားတဲ့အစားအစာတွေဥပမာငပိငချောက်စတာတွေကိုတက်နိုင်တဲ့လောက်ရှော့စားပြီးတော့လက်ဆက်တဲ့အစားအစာဟင်းနှီးဟင်းရွက်တွေကိုစားတော့ရမှာဖြစ်ပါတယ်။ဒါအပြင် chemical ပါတဲ့အငွေ့တွေကိုမရှုမိအောင်အထူးသဖြင့်အလုပ်ရုံတွေမှာ chemical အကာအကွယ်ပါတဲ့ mask တွေကိုသုံးရမယ်။လေကောင်းလေသန့်ရှူတာစတာတွေကဒီယောဂဖြစ်ပွားခြင်းကိုအတိုင်းအတာတစ်ခုထိရှော့ချနိုင်မှာဖြစ်ပါတယ်။ဒီ nasopharynx cancer ဟာ radio sensitive ဖြစ်တာကြောင့်ယောဂအဆင့်အလိုက်ဓာတ်ရောင်ခြည်ကုသမှုနဲ့ကင်ဆာဆေးသွင်းကုသမှုကိုဦးစားပေးရွေးချယ်ရများပါတယ်။ nasopharynx ကရှေ့နှာခေါင်းရဲ့10 cm ကွာတဲ့နေရာမှာရှိတဲ့ကြောင့်မလို့ခွဲစိတ်ကုသတဲ့နေရာမှာဒီနေရာကိုရောက်ဖို့အတွက်အလွယ်ပြောရမယ်ဆိုရင်အကြီးစားခွဲစိတ်မှုတွေကိုပြုလုပ်ရတာများတယ်။မျက်နှာပေါ်မှာအမာရွတ်ထင်တာတွေအယိုးတွေကိုဖွင့်ရတာတွေစတဲ့လက္ခဏာတွေကြောင့်ခွဲစိတ်ကုသမှုထက်ပထမချိန်ကုသမှုတွေမှာဆိုရင်ဓာတ်ရောင်ခြည်ကုသမှုကိုရွေးချယ်တာကတော့ပိုပြီးတော့တင့်တော်နိုင်ပါတယ်။ဒါအပြင်ကင်ဆာအကျိတ်ရဲ့နေရာအနေထားနဲ့အရွယ်စားမှမူတည်ပြီးတော့အချို့အခြေအနေမှာတော့ endoscopic surgery လို့ခေါ်တဲ့ဒီခွဲခြားမပါဘဲနဲ့မှန်ပြောင်းတဲ့ခွဲစိတ်ကုသမှုမျိုးတော့လုပ်လို့ရနိုင်ပါတယ်။ဒါပေမဲ့အုံနောက်အောက်ခြေဒီကင်ဆာပြန့်နေတဲ့အခြေအနေတွေနဲ့သွေးကြောမရည်တွေနဲ့မလွတ်တဲ့အခြေအနေတွေမှာဆိုရင်တော့ခွဲစိတ်ကုသမှုကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ nasopharyngeal cancer ဟာအချိန်မီသိရှိပြီးတော့မှတင့်တော်တဲ့ကုသမှုခံယူမယ်ဆိုလို့ရှိရင်ထိရောက်စွာကုသနိုင်တဲ့ကင်ဆာမျိုးစားဖြစ်တယ်။ဒါကြောင့်မလို့မိတ်ဆွေမှာဒီနှာခေါင်းတစ်ဖက်ထဲပိတ်တာနှာရည်ကျတာနှာခေါင်းကနေပြီးတော့ဒီသွေးစာလေးတွေအမြဲပါနေတာလက်ဘင်းမှာအလုံးကျိတ်လေးတွေပေါ်လာတာဒါအပြင်ဒီနားတစ်ဖက်ထဲပိတ်နေလို့ခံစားရတာနားဥနေတာစတဲ့လက္ခဏာတွေရှိခဲ့မယ်ဒီလက္ခဏာတွေက3ပတ်ထက်ပိုပြီးတော့အချိန်ကြာမြင့်နေမယ်ဆိုလို့ရှိရင်တော့နှာခေါင်းလည်ချောင်းထုတ်ခုဆရာဝန်အနေနဲ့တိုင်ပင်ဆွေးနွေးဖို့တိုက်တွန်းချင်ပါတယ်ရှင်နောက်တစ်ခုကတော့ဒီယောဂကိုအပြည့်အဝကုသပြီးနောက်ပိုင်းမှာလည်းရက်ချိန်မှန်မှန်ပြရမယ်။ရက်ချိန်တွေမှာလိုအပ်တဲ့နှာခေါင်းမှန်ပြောင်းကြည့်တာတွေလိုအပ်လို့ရှိရင် PET scan ရိုက်တာတွေကိုလည်းလုပ်ရမယ်။အခြားသွေးစစ်ဆေးတာတွေကိုလည်းဆောင်ရွက်ရမှာဖြစ်တယ်။ဒါမှသာကုသမှုနောက်ပိုင်းမှာယောဂပြန်ဖြစ်တာမျိုးရှိမရှိကိုသိရမှာဖြစ်ပါတယ်။ဗီဒီယိုလေးကအကျိုးတစုံတရာရှိမယ်ဆိုလို့ရှိရင်တော့ like and share လေးလုပ်ပေးသားပါအောင်နော်။နှာခေါင်းလည်ချောင်းနဲ့ဆိုင်တဲ့ကျမရေးဘူးတုဒ္ဒတွေနဲ့ပတ်သက်ပြီးတော့သိချင်တာရှိရင်လည်း comment မှာမေးသားပေးလို့ရပါတယ်။တက်နိုင်ဆုံးအချိန်ရတလောက်တခြားလေးဖြည့်ပေးသွားမှာဖြစ်ပါတယ်ရှင်။